သားပို့တိုးစားတိုင်းကြွက်သားပို့ကြည့်လာမယ်လို့ထင်နေတော့မလားအသားဓာတ်ပမာဏနဲ့ပတ်သက်ပြီးတော့ဒီ gym ဆော့နေတဲ့သူတွေချာမှာလွဲမားနေတဲ့အယူဆလေးတစ်ခုကိုကျွန်တော်သိပ္ပံနည်းကျသုတေသနမှတ်တမ်းတွေပေါ်အခြေခံပြီးတော့ပြောပြပေးခြင်းပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ sport nutritionist ဒေါက်တာအောင်မဖြစ်ပါတယ်2014ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီသုတေသနမှတ်တမ်းမှာဆိုရင်ဒီကစားသက်10နှစ်ပတ်ချလဲရှိတဲ့ကစားသမားတွေကိုအုပ်စု2စုခွဲလိုက်တယ်ပေါ့နော်သူတို့တွေရဲ့ဒီ training plan တွေဘယ်နေ့ဘာကစားမယ်နောက်ဘယ်နှစ်နာရီကစားမယ်ဆိုတော့ဒီ training plan တွေကအကုန်တူတူပဲနောက်ပြီးတော့ diet plan carbohydrate ဘယ်လောက် gram စားမယ်အဆီဘယ်လောက် gram စားမယ်ဆိုတဲ့ဟာတွေလည်းအတူတူပဲတစ်ခုပဲကွဲသွားတယ်ပေါ့နော်ဒီပထမအုပ်စုကအသားပမာဏက 1.8 gram per kg per day စားတယ်ဒီ 1.8 ဆိုတဲ့ပမာဏကကြွက်သားကြီးထွားဖို့အတွက်စားသင့်တဲ့ပမာဏပေါ့နော်နောက်ဒီဒုတိယအုပ်စုကကြတော့ဒီ 4.4 gram per kg per day စားတယ် 4.4 ဆိုတာကဒီစားသင့်တဲ့ပမာဏထက်2ဆပေါ့နော်ဒီအုပ်စု2စုလုံးကိုဒီ10ပတ်ကြာလေ့လာပြီးတဲ့အခါမှာဂျာလက်ကဒီအုပ်စု2စုလုံးရဲ့ဒီကြွက်သားကြီးထွားတဲ့နှုန်းကအတူတူပဲဆိုတာကိုသွားတွေ့တယ်ဒီအသားအများကြီးစားတဲ့ဒီ 4.4 gram per kg per day စားတဲ့အဖွဲမှာဒီကြွက်သားကတိတိတသားကြီးပိုကြီးလာတာမျိုးမရှိဘူးဆိုတာကိုသွားတွေ့တယ်ဒါဆိုရင်ဒီကြွက်သားကြီးထွားဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီပုံမှန်စားသင့်တဲ့ပမာဏဒီ 1.6 to 2.2 gram per kg per day အတွင်းစားရင်လုံလောက်ပါပြီအဲ့ထက်ပိုစားတယ်ဆိုရင်လည်းအလကားပါပဲကျွန်တော်တို့ဒီ muscle building science မှာအသားပမာဏ 2.2 gram per kg per day ထက်ပိုစားသင့်တဲ့အခြေအနေတစ်ခုပဲရှိပါတယ်အဲ့ဒါကတော့ဒီ body builders တွေဒီကတ်တင်လုပ်တဲ့အချိန်မှာပဲကတ်တင်လုပ်တဲ့အချိန်မှာကြွက်သားဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ကြွက်သားဆုံးရှုံးမှုမရှိအောင်စားရတဲ့အသားပမာဏက3 gram per kg per day ထိစားလို့ရပါတယ်ဆိုတော့ဒီကြွက်သားတိဆောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကအသားပမာဏ 2.2 ဆိုရင်လုံလောက်ပါပြီတိဆောက်ထားတဲ့ကြွက်သားတွေမဆုံးရှုံးခြင်းဘူးဆိုရင်ဒီ cutting phase မှာတော့ကျွန်တော်တို့3 gram per kg per day ထိစားလို့ရပါတယ်ဒါပေမဲ့တကယ်အပြင်လက်တွေ့မှာပေါ့နော်ဒီအထူးသဖြင့် enhance လုပ်ထားတဲ့ body builder တွေဆိုရင်တော့ 2.2 gram per kg per day ထက်အသားပမာဏအများကြီးစားတာတော့တွေ့ရပါတယ် King of body builder ကြီးကျွန်တော်တို့ဒီ Ronald Koeman ဆိုရင်သူတနေ့အသားပမာဏ600 gram protein ပမာဏစားတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်သူ့ရဲ့ body weight နဲ့ပြန်ပြီးတော့တွက်လိုက်ရင်သူတနေ့စားနေတဲ့အသားပမာဏက4 gram per kg per day တိရှိတယ်မိတ်ဆွေတို့ကကြွက်သားတိဆောက်ဖို့အတွက်နေ့စဉ်အသားဘယ်လောက်ပမာဏစားနေလဲအောက်က comment မှာရေးသွားခဲ့ပါဦးဗျအားလုံးအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်